အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မဆလာနဲ့မူမူလေးနဲ့အရန်စားလို့ကောင်းတဲ့ကြက်သားမဆလာစီပြန်ဟင်းလေးကိုချက်ပြပေးသွားမှာပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုစုံတိကြည့်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာပြီးရင်အိမ်မှာ like ချက်စားကြည့်ကြဖို့ကိုလည်းမမေ့ကြနဲ့နော်ကဲဒါဆိုဗီဒီယိုလေးကိုစလိုက်ကြမယ်နော်အရင်ဆုံးကြက်သားကိုမိမိစားခြင်းတဲ့အရွယ်စားတိုင်းတုံးလေးတုံးပေးထားပါမယ်ခင်ဗျာပြီးရင်ကြက်သားနှပ်ဖို့အတွက်ချင်းနဲ့ကြက်သွန်ပြူကိုပါပါလီပြီးထောင်းထားပေးပါမယ်ခင်ဗျာပြီးရင်ကြက်သားတွေကိုရတာလေးတွေထည့်ပါမယ်ခင်ဗျရတာအတွက်ကတော့ထောင်းထားတဲ့ချင်းကြက်သွန်ပြူရဲ့နွမ်းမုတ်နှဲငယ်ရဲ့ပြီးရင်ငရုတ်ကောက်မုတ်နှဲငယ်ရဲ့ထည့်ပါမယ်ခင်ဗျာနောက်ထပ်ကြက်သားလေးမွေးနေအောင်လို့မဆလာလေးအနှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်ကြက်သားညီနဲ့တက်တောင်လို့ကျွန်တော်ကတံမြိုင်လေးတစ်စိမ့်လောက်ညှစ်ထည့်လိုက်ပါလေခင်ဗျာနောက်ထပ်စားနှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်ချိုမုတ်နှဲငယ်ထည့်ပါမယ်နောက်ထပ်ငံပြားလေးနှဲငယ်လေးထည့်ပါမယ်ရတာလေးတွေစုံအောင်ထည့်ပြီးရင်တော့သမအောင်နေပေးပြီးနိုင်ဝက်လောက်နှက်ထားပေးရပါမယ်ခင်ဗျာနောက်ထပ်ကြက်တိုင်းစီသက်ဖို့အတွက်ကြက်သွန်နီကိုပါပါလှီးပေးထားပါမယ်ခင်ဗျာပြီးရင်ကြက်သွန်ပြူနဲ့ငရုတ်တိကျမ်းမုံကိုလည်းထောင်းထားပေးရပါမယ်ခင်ဗျာပဝင်ပစ္စည်းလေးတွေအကုန်စတန်ဘိုင်ပြင်ဆင်ပြီးရင်တော့စချက်ပါတော့မယ်ခင်ဗျပိုးပူလာရင်စီနှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်နွမ်းမုတ်နှဲငယ်ထည့်ပါမယ်ခင်ဗျပြီးရင်ဆောနာကကျွန်တော်တို့လှိထားတဲ့ကြက်သွန်နီထည့်ပါမယ်ခင်ဗျာကြက်သွန်လေးတွေရွှေဝါရောင်တန်းပြီးအနှဲငယ်နွင်းလာရင်တော့ဆောနာကထောင်းထားတဲ့ကြက်သွန်ပြူနဲ့ငရုတ်တိကျမ်းမုံထည့်ပါမယ်ခင်ဗျာပြီးရင်တော့ဟင်းရဲ့အယောင်လေးလှအောင်လို့အယောင်တင်မုံတစ်စုံထည့်ပေးထားပါတယ်ခင်ဗျာကြက်သွန်ပြူနှံလေးမွေးလာရင်တော့နှက်ထားတဲ့ကြက်သားထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တေချာလေးနှက်အောင်မှွေပြီးတော့ဖုံထားပေးရပါမယ်ခင်ဗျာကြက်သားစီသက်နေချိန်မှာမီးအေးလေးဖွင့်ပြီးစိတ်ရှိရှိနဲ့စီသက်ပေးဖို့လိုပါတယ်ခင်ဗျဒါမှကြက်သားဟင်းလေးကစီပြန်ပြီးအနှစ်လေးနဲ့စားကောင်းမှာဖြစ်ပါတယ်ခင်ဗျာစီတက်နေချိန်မှာအိုးကတ်မသွားအောင်လို့မကြာခဏလေးလဲမှုေးပေးထားရပါမယ်ခင်ဗျာโอเคအခုလိုမိနစ်နှဲငယ်လောက်စီတက်ပေးပြီးရင်တော့ကြက်သားလေးတွေကြက်တဲ့အထိရေထက်ချက်ပေးရပါမယ်ခင်ဗျာအခုကြက်သားလေးတွေနုဤနေပြီဆိုတော့ဟင်းနှမ်းလေးမွေးသွားအောင်လို့မဆလာလေးနှဲငယ်အုပ်ပေးလိုက်ပါမယ်ခင်ဗျာ
ပြီးရင်ခဏလောက်ကလေးမှုေးပြီးတော့ဖုံးလေးဖုံးပေးထားလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ခုဆိုရင်တော့မဆလာနဲ့မှုမွေးလေးနဲ့စက်သားစီပြန်ရင်းလေးကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာရတာလေးမြည်ကြည့်ပြီးကိုလိုချင်တဲ့ရတာလေးဖြစ်ပြီဆိုရင်တော့အစင်သင့်သုံးဆောင်နိုင်ပါပြီခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်ထပ်အရသာရှိတဲ့ဟင်းပွဲတစ်လေးတွေနဲ့ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးပါ